အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ချွန်းချွန်းချူတူချူဒီနေ့မှာတော့မိုင်းရဆိုတာအော်မားလို့ဟိုဟာဒီနေ့မှာတော့ကိုစီစီဇန်1နဲ့ episode 5တင်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel subscribe လုပ်ပေးဖို့အတွက်မြစ်တာတဲ့ပြောချင်ပါတယ်စလိုက်ကြရအောင်အားလုံးပဲဒီမှာဒီအေးပါကွာဟုတ်နာဆန်းကျွန်တော်အိမ်ကိုပြန်မယ်ဗျာကျွန်တော်တို့ဘာညာတရကကျွန်တော်တို့ဟိုနာဟေးအောင်ဟုတ်ပြီရာဟေးအောင်မပြေးနဲ့လို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကပတ်ကလုံးဟုတ်ပါကျွန်တော်အိမ်ပြန်လာမယ်မနေ့ကျမှဟိုချယ်ရီဘိုင်ရွန်းသွားမယ်ဗျာကျွန်တော်ဒီကကျွန်တော်ပစ္စည်းနည်းနည်းပါရိုက်ခရီးပါပေါက်သွားတယ်ဟုတ်ပြီโอเคပါအိမ်မယ်ဟာငါဘာလို့အိမ်လို့မရလဲကျွန်တော်အိတ်တော့မယ်အားလုံးပဲမင်္ဂလာပါ today အားလုံးပဲကျွန်တော်ပြောထားတဲ့အတိုင်းပဲတစ်သွားခုမှဖြစ်ပါတယ်ဒီဘန်းကဘာမှမဆိုင်တစ်သွားခုမှဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဂိမ်းမာလို့ကျွန်တော်စကားပြောတော့မှာဟိုဟာတစ်သွားချယ်ရီပိုင်ရောမှာချယ်ရီဟိုဟာချယ်ရီတစ်ပင်သွားခုံမှာဖြစ်ပါတယ်ကျွန်တော်တို့โอเคပါโอเคအော်ဟိုမယ်ဘရိုတို့တွေ့လားအဲ့ဒါဟိုဟာလေချယ်ရီပါယွန်းအဲ့ကျွန်တော်မနေ့ကဒီကိုလာသေးရဲ့ဒီပါယွန်းဟွာလေကျွန်တော်ညှက်ထားတာကျွန်တော်ဒီမှာ credit မှုမတုံးပါဘူးcredit မတုံးပါဘူးအဲ့ကွန်ဘိုအားလုံးပဲမင်္ဂလာပါဒီမဲ့ရောင်ခဏငါမင်းနဲ့ပြီမနဲ့နွားမလေးတွေနဲ့ပြောပါလားဟုတ်ပြီလားဟေးအောင်မင်းဘာဖြစ်လို့လဲဆိုတော့မင်းမမောင်လေးပွားနေကျွတ်အောင်လေးငါလှုပ်ပေးလိုက်တာကွာမင်းတို့ကျေးဇူးတင်ခဏโอเคကျွန်တော်ဒီမှာဟိုနေ့ကပါလေဟိုနေ့ကဟွာထဲမှာဟိုနေ့ကစီဇန်1နဲ့ season 4ဒီအတန်မပါတဲ့အကြောင်းရင်းဟိုဟာဖြစ်သွားတယ်ကျွန်တော်ရဲ့ဖုန်းကဟိုဟာ
အတန်မမီလို့ဟုတ်ကဲ့โอเคပါဟုတ်ကဲ့ဟုတ်တယ်cherry biome ဟာအိမ်ဆောင်โอเคပါဟာဒီမဲ့aqua ဟာโอเคပြီးတော့မယ်ကျွန်တော်ဒါပြီးတော့ edit လုပ်ရbro တို့ကျွန်တော်ပြောဖို့မေ့နေတာvamos ai xongကျွန်တော်ရောက်ပါပြီဒီမှာလက်ခုပ်ပြီးတော့ကျွန်တော်မျက်နှာမြင်အောင်ဒီပါမြင်ရမလားကျွန်တော်အိမ်ကြီးထောင်တော့ရှိတော့ညင်ခိုးတော့မယ်ဟုတ်အော်ချီးပါလေအားလုံးပဲမင်္ဂလာပါ ကျွန်တော်ချီးပါဒီမဲ့ငါမှားတော့လို့ရှိဒါတော့ကျွန်တော်အိမ်အစ်စ်ပဲဖြစ်ပါတယ်ငါဘိုက်စားတယ်I'm tight great for ကျွန်တော် great for ကျွန်တော်တို့တော်မယ်bigger brutal ဒါကျွန်တော်အိမ်အစ်စ်ပဲဖြစ်ပါတယ်ဒီသားနဲ့ကျွန်တော်အိမ်ဆောင်ဟိုအိမ်ကတော့တူနာမည်ကတော့ဘာကြောင့်အိမ်ဆောင်ထားတော့ဖြစ်ပါတယ်မင်းပုတ်ကကျွန်တော်ပေးထားမှုတခြားသူပေးထားတာဖြစ်ပါတယ်စတာGo. No. Oh, ကွက်တီပဲဗျကျွန်တော်ကွက်တီဒီကျွန်တော်နောက် season မှာပြန်လာပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ် subscribe လုပ်တော့